များဖြစ်တဲ့ဦးစင်ဦးတင်ဦးအောင်တွန်းလမ်းမတော်ဘုံကျောင်းဆရာဘော်မြုပ်ရှုတို့ကိုတွားပြီးတော့ခေါ်ရပါတော့တယ်လူကြီးတွေဆုံးမတော့ဖိုးတုတ်နာခံရှာသည်အထူးသဖြင့်လူမိုင်မရတော့ကများဆိုသည့်စကားကိုဖိုးတုတ်နာခဲ့သည်မတ်သိန်းများကိုတောင်းပန်တော့မတ်သိန်းများလမ်းမတော်ဖိုးတုတ်ကိုဘာသာရေးကိစ္စပဲအားဆိုင်ရန်တိုက်တွန်းတော်သည်လူမိုင်ကြီးဖိုးတုတ်ကျွတ်တန်းဝင်ပြီလားစိတ်ကန်းအထီကို1938ခုနှစ်ရန်ကုန်စိတ်ကန်းမှာအိန္ဒိယကူလီများလောက်ခတိုးပင်တပိတ်မှောက်ကြသည်ထိုခေတ်ကရန်ကုန်စိတ်ကန်းတွင်ဗမာလူမျိုးကူလီများအလုပ်လုပ်ခွင့်မရကြကူလီကောင်းနာရယန်းစင်ကစိတ်ကန်းအာဏာပိုင်များနဲ့ပေါင်းပြီးတော့ကြီးစိုးထားပါတယ်အိန္ဒိယကူလီတွေတပိတ်မှောက်တဲ့အတွက်ရန်ကုန်စိတ်ကန်းလုပ်ငန်းရှင်တွေအတွက်အကြီးကျယ်ခဲရိုက်ရှာဖြစ်လာပါတော့တယ်ငကိုယ်တွေကနာရယန်းစင်ကိုအညီတိုက်ဖို့ကြံရွယ်ထားတဲ့ဖိုးတုတ်အတွက်တော့အခွင့်အရေးဖြစ်လာခဲ့ပါတော့တယ်လမ်းမတော်ဖိုးတုတ်ကသူ့တပည့်တွေကိုစုဝေးပြီးတော့ရန်ကုန်မြို့ထဲကူလီလှုပ်ချင်တဲ့မြန်မာလူမျိုးအလုပ်လက်မဲ့တွေကိုစုဝေးစေခဲ့ပါတယ်ပြီးတော့စိတ်ကန်းအာဏာပိုင်နဲ့တွားအောင်တွေ့ဆုံပြီးတော့တပိတ်မှောက်နေတဲ့ကူလီတွေစားဗမာကူလီတွေကအလုပ်ဝင်နိုင်ကြောင်းတွားရောက်ပြီးညှိနှိုင်းပါတော့တယ်စိတ်ကန်းအာဏာပိုင်တွေနဲ့ဂုံတယ်ကြီးတွေကဝမ်းသာအားရသဘောတူပြီးတော့ဗမာကူလီကိုချက်ချင်းအလုပ်ဆင်းခိုင်းပါတော့တယ်ဒီလိုနဲ့ကြာကြာတပိတ်မှောက်မနေနိုင်တော့တဲ့အိန္ဒိယကူလီတွေကတပိတ်လှန်ပြီးတော့လုပ်ငန်းပြန်ဝင်ကြတဲ့အခါဗမာကူလီတွေနဲ့ထိတ်တိုက်တွေ့ပါတော့တယ်အဲ့ဒီဂရက်ကစပြီးတော့မြန်မာပြည်နှံ့ကလားဗမာရိုက်ပွဲတွေဖြစ်ကုန်ပါတော့တယ်အလုပ်ရဖို့ကူညီပေးခဲ့တဲ့လမ်းမတော်ဖိုးတုတ်ကိုဗမာကူလီတွေကတနေ့ငွေ300ကျပ်နေ့စဉ်ပေးနေရတဲ့အချိန်ပါကလားဗမာရေးခင်းပြီးကစား1938နှောင်းပိုင်းမှာတာယာဝတီဒီစတရိတ်မှာနာမည်ကျော်ရာဇဝတ်ဝန်ယခုခေတ်ခရိုင်ရဲမှုအဆင့်ရှိတဲ့အင်္ဂလိုအိုင်ရစ်လူမျိုးမစ္စတာစကော့ဘရောင်းဟာရန်ကုန်နောက်ပိုင်းရာဇဝတ်ဝန်ဖြစ်နေပြောင်းရွှေ့လာပါတော့တယ်ဘရောင်းသခင်လို့ခေါ်ကြတဲ့ရာဇဝတ်ဝန်ဟာအင်မတန်မှလူဆိုးလူမိုက်ပေါ်များခဲ့တဲ့တာယာဝတီဒီစတရိတ်မှာအရက်ဆက်ဆုံးလို့နာမည်ကြီးခဲ့သူပါဆရာဆန်ရေးခင်းကာလဖားရွှေကျော်တိုက်ပွဲပြီးမှလယ်သမားကောင်းတွေကိုကိုယ်တိုင်ဖြတ်ခဲ့သူလို့လဲကြော်စောပါတယ်ဒါကြောင့်မှတော့ရာဇဝတ်မစ္စတာဘရောင်းနဲ့လမ်းမတော်ဌာနကိုကိုခင်မောင်တို့လမ်းမတော်မြို့နယ်အတွင်းနယ်မြေအခြေအနေလှည့်လည်ကြည့်ရှုနေချိန်ဖိုးတုတ်တို့အဖွဲ့နဲ့ဒိုးပါတော့တယ်ကလာမရေးခင်းပြီးကစားဖြစ်သည့်အတွက်လမ်းမတော်ရက်ကွက်ငိန်ဝရေးအတွက်ဖိုးတုတ်နဲ့သူ့တပည့်တွေကဘုံကြီးလန်းထိပ်မှာကြက်ကာလာတိုင်းချက်အရက်ဝိုင်းဖွဲ့နေကင်းဆောင်ပေးနေကြပါတယ်မစ္စတာဘရောင်းကကားကိုရက်လိုက်ပြီးတော့အချိန်မတော်ဘာတွေလုပ်နေရလဲလို့မေးပါတယ်ဖိုးတုတ်ကကင်းဆောင်ပေးနေရတာဖြစ်ကြောင်းပြန်ဖြေတော့ဒါနေနိုးလုံးမဟုတ်ဘူးငါတို့လှုပ်လို့ပြောဆိုပြီးတော့ကင်းသမားတွေချက်စားနေဟင်းအိုးထမင်းပကံတွေကိုစောင့်ကန်သွားခဲ့ပါတော့တယ်ပြီးတော့ဖိုးတုတ်ရင်ဘတ်ကိုစောင့်ဆွဲပြီး see you next time နောက်တစ်ချိန်ပြန်ဆုံမယ်လို့ပြောသွားပါတယ်လမ်းမတော်ဌာနကိုကိုခင်မောင်ကတော့လမ်းမတော်ဖိုးတုတ်နဲ့ရင်းနှီးသူဖြစ်တဲ့အတွက်အားနာနေရှာပါတယ်နောက်9ရက်ခန့်အကြာမှာတော့တောင်ဝင်မြင်းမြိုင်ကွင်းအတွင်းသို့ကားနဲ့တစည်းထိုးဝင်လာသည်အချိန်ကည10:00 နာရီကားပေါ်တွင်တော့အရက်9ပေ10လက်မခန့်ရှိအနောက်ပိုင်းရာဇဝတ်ဝင်မစ္စတာစကော့ဘရောင်းနဲ့ပလိတ်သား2ယောက်ကြားမှာလမ်းမတော်ဖိုးတုတ်ပါလာပါသည်ကားကိုထွဲလိုက်သည်နှင့်မစ္စတာဘရောင်းကလမ်းမတော်ဖိုးတုတ်ကိုကားပေါ်မှာဆွဲချပြီး